okay အဲ့တော့ click to upload လုပ်လိုက်ပြီဆိုတော့ကျွန်တော်ဒီဘာကာပုံလေးရဒီမှာ display သွားပြီပြီးတော့ detail ingredient ဆိုနှိပ်လိုက်မယ်အဲ့ဒါကိုကျွန်တော် AI ကနေပြီးတော့ကျွန်တော်တို့ထည့်လိုက်တယ်ဂျာမန် AI ကနေပြီးတော့ကျွန်တော်တို့အားလုံးမင်္ဂလာပါကျွန်တော်နာမည်က Rush ပါကျွန်တော်တို့ဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေတဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel မှာကျွန်တော်လေ့လာပြီးသလောက်နည်းပညာတွေကိုကျွန်တော်ဒီပေါ်မှာ sharing လုပ်ပြသွားမှာပေါ့နော်အဲ့တော့ကျွန်တော် channel ကိုစိတ်ဝင်စားရဆိုရင် subscribe လုပ်သွားလို့ရပါတယ် okay ပါအဲ့တော့ကျွန်တော်ဒီနေ့ပြပြသွားမှာကကျွန်တော် AI based system တစ်ခုကိုကျွန်တော်ကိုတိုင်းပေါ့နော်မိနစ်ပိုင်းအတွင်းမှာဖန်တီးခြင်းနဲ့ကျွန်တော်ကိုယ်မှာ idea ရှိရဆိုရင်အဲ့ idea ကိုကျွန်တော်ဘယ်လိုမျိုးsystem software တစ်ခုဘယ်လိုမျိုးရေးမလဲလုပ်မလဲပေါ့နော်ဒါကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကကျွန်တော် search bar မှာကျွန်တော်ဒီအဲ့ဒီရတော့သုံးဖို့အတွက်ပေါ့နော်ကျွန်တော်လိုအပ်တာတော့ကျွန်တော် Firebase Studio ဆိုတဲ့ဥစ္စာကိုကျွန်တော်လိုအပ်ပါတယ်အဲ့တော့ Firebase Studio ဆိုပြီးတော့ကျွန်တော်တို့ Google မှာကျွန်တော်ရှာလိုက်ပါပြီးရင် enter ဟောလိုက်ပါအဲ့တော့အပေါ်ဆုံးမှာကျွန်တော်တွေ့ပါလိမ့်မယ် Firebase Studio ဆိုပြီးတော့ဒီ logo လေးနဲ့ကျွန်တော် firebase.studio ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ဝင်လိုက်ပါရောက်ပြီဆိုတော့အကြီးဆုံးကျွန်တော်ကလုံးကြီးကိုမြင်ရပါလိမ့်မယ် The full stack AI workspace ရဆိုပြီးတော့ကျွန်တော်ဒီမှာအကြီးမြင်ရလိမ့်မယ်ပေါ့နော်ဒါလုံးဝအဲ့ပြီးတော့အောက်မှာပေါ့နော် try Firebase Studio ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးတော့ကျွန်တော်လုပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ပထမတော့ကျွန်တော်ကိုတိုက်ကိုလိုချင်တဲ့ idea ကျွန်တော်အဲ့လေးကိုကျွန်တော် script ပေါ့နော်တူတူလေးရေးပြီးတော့ကျွန်တော် GPT မှာကျွန်တော်တွားပြီးတောင်းလိုက်ပေါ့နော်ငါတို့ဒါလေးprompt လုပ်ပြီးပေါ့နော်ငါ idea ဒါရှိရဆိုတဲ့သဘောမျိုးတော့ပေါ့နော်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်ပေါ့နော်ကိုရတယ်လို့ကျွန်တော်တွားပြီးတော့တောင်းလိုက်ပါ okay ကျွန်တော်တော့ prompt တောင်းပြီးသားဆိုတော့ကျွန်တော်ရဲ့ prompt ကိုဒီမှာထည့်လိုက်ပါမယ် copy paste ပြီးတော့ okay ကျွန်တော် prompt ရဆိုရင်ကျွန်တော်ဒီ simple recipe generator app တစ်ခုကိုကျွန်တော်ရေးခိုင်းတာပါအဲ့ဒီမှာဆိုဘာပါမလဲဆိုတော့ user upload ဒီဘယ်လိုပြောမလဲအစားအသောက်တစ်ခုခုရဲ့ image ကိုသူက upload လုပ်ရမယ်ပြီးရင် Gemini AI ကနေပြီး detail လုပ်ပြီးတော့မှ ingredient အဲ့ခုနကတော့ကျွန်တော် upload လိုက်တဲ့ food ရဲ့ image တွေကကျွန်တော်လိုပါတဲ့ပေါ့နော်အစာပလာတွေကိုကျွန်တော် ingredient တွေကိုဒီ recipe တွေကိုပြန်ပြီးတော့separate လုပ်ပြီးတော့ကျွန်တော်တို့ဒီခွဲခြားပြီးတော့မှ display လုပ်တဲ့ system တစ်ခုကိုကျွန်တော်လုပ်သွားမှာပေါ့နော်အဲ့တော့ system ဟိုမှာဘယ်လိုလဲဆိုတော့ဥစ္စာတော့ကျွန်တော်ဒီမှာပုံပေါ်ရင်တော့ပို့ပြီးတော့မြင်သာသွားမယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ prompt ပါပြောချင်တာတော့အဲ့လိုမျိုးရိုးရှင်းဆုံးကျွန်တော် prompt တစ်ခုကိုကျွန်တော်ဒီမှာရိုက်ထားတယ်ဒါပြီးရင်ကျွန်တော်ဒီမှာ prototype with AI ဆိုတာရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်လုပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်တို့စောင့်ကြည့်လိုက်ကြအောင်နည်းနည်းလေးတော့ကြာတယ်ဒီကောင်က generate လုပ်တာ maybe အချိန်2မိနစ်ကနေ3မိနစ်လောက်တော့ကြာမယ်လို့ထင်တယ် internet speed ပုံမူတည်ပြီးတော့ပေါ့နော်အဲ့တော့ okay ဒီမှာစပြီးတော့ကျွန်တော်generate လုပ်ဖို့အတွက်သူကျွန်တော်ကိုဒီဥစ္စာလေးပေါ့နော် recipe snap လာတယ်ဒီမှာ ingredient detection ပါမယ်ဘာ feature တွေပါလဲဆိုတော့ကျွန်တော်ရဲ့ app မှာဆိုရင် ingredient detection ပါမယ် recipe generation ပါမယ် recipe display ဆိုရဲfeature 3ခုကိုသူဒီမှာပါတယ်ပေါ့နော်ဒါဆိုရင်သူထည့်ပေးထားတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ဒီ software ဒီ app ကကျွန်တော်တို့ system ရဲ့style ပေါ့နော် style guideline ကကျွန်တော်ဘာ color တွေသုံးပါမယ်ဘာ layout တွေသုံးပါမယ်ကျွန်တော်ဘာ typography တွေသုံးပါမယ် infography သုံးပါမယ်ဆိုပြီးတော့ကျွန်တော်ဒီမှာပြောထားတယ်အဲ့ဒါတွေမှာကိုယ်မကျင်တတ်ဘူးကွာထပ်ပြင်နေတယ်ဆိုရင်လည်းရပါတယ်ဒီပေါ်မှာကျွန်တော် customize ဆိုတဲ့ဒီ edit button ကိုတွေ့ပါလိမ့်မယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီထဲမှာကျွန်တော်ပုံမှန်အတိုင်းကျွန်တော်စာရေးပြီးတော့ပြန်ပြီးတော့ပြင်လို့ရပါတယ်ဒီ color တွေကတော့ကျွန်တော်ဒီမှာဟိုထည့်နေတယ်ဆိုရင်ဗျာဒီ color picker ဆိုပြီးသွားလိုက်ပေါ့နော်ကျွန်တော်ပြအောင် color picker ဆိုပြီးသွားလိုက်တော့ပြန်ကိုကြိုက်တဲ့ color ကိုရွေးပြီးတော့ကျွန်တော်ဒီကဟာတွေကိုကျွန်တော်ဒီလို copy ဒီထဲကိုထည့်လိုက်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်တော့ပြင်ပြတော့ကဲကိုယ်တိုင်း customize ပြင်နေတဲ့သူတွေကတော့တခြားအမှပြင်လိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုရှည်တော့မှကြလို့မပြင်တော့ဘူး okay အဲ့တော့အဲ့လိုမျိုးရေးပြီးသွားပြီဆိုတော့ねကျွန်တော်ဒီမှာproduct this as ပဲရှိရပါတော့ဒါလေးကိုထပ်နေလိုက်ရင်ကျွန်တော်တို့အတွက်ဒီ prototype software system တခုလုံးကိုကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ Gemini AI ကနေပြီးတော့ကျွန်တော်တို့အတွက် code generate လုပ်ပေးသွားမယ်ပေါ့နော် code ထုတ်ပေးသွားလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ထိုင်ဆောင်လိုက်ရုံပါပဲ copy လေးတောက်ပြီးတော့ okay အဲ့တော့ခဏလောက်ဆောင်လိုက်ကြအောင်သူ generate လုပ်တာနည်းနည်းတော့ကြာလာဆိုတော့ပြီးကနေပြီးတော့ကျွန်တော်ထင်တာပဲအဲ့တော့ကျွန်တော်ဒီမှာနည်းနည်း UI မှာကျွန်တော်နည်းနည်းလေးရှင်းပြမယ်ပေါ့နော်ဥပမာဒီမှာဆိုရင်ကျွန်တော် publish ဆိုတဲ့ဥစ္စာလေးရှိတယ် publish ဆိုတော့ကျွန်တော်ရဲ့ဒီရေးလိုက်တဲ့ app ကိုကျွန်တော်ဒီ website ပေါ်မှာကျွန်တော် domain နဲ့တခါတည်းတင်ပေးတဲ့ဥစ္စာပေါ့နော်ဒါကတော့ကျွန်တော်ပတ်သက်ပေးရမယ်တူကျွန်တော် record send တော့ free မရဘူးလေတူအဲ့ဒါတော့ကြမှာကျွန်တော်ဆက်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီကတော့ကျွန်တော်ဒီ swift to code ဆိုတာတော့ coding view ကိုရောက်သွားတာပေါ့နော်ကျွန်တော် VS Code ထဲကိုရောက်သွားလိမ့်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာလာဆိုရင်ကျွန်တော်တို့ generate လုပ်တဲ့ဥစ္စာတွေကပြီးပါပြီကျွန်တော် UI အနေနဲ့ဒီလိုလေးပြောင်းသွားလိမ့်မယ်user interface ကဒီလိုပြောင်းသွားပြီဆိုတော့ねကျွန်တော်တို့ handle လုပ်ရမယ့်အပိုင်းကကျွန်တော်ညာဘက် channel လေးကိုပဲကျွန်တော်ကြည့်ရမှာပါညာဘက် channel နေပြီးတော့ကျွန်တော်တို့
လိုအပ်တဲ့ဥစ္စာတွေကိုသူ့ကိုဒီစာရိုက်ပြီးတော့မှပြင်ခိုင်းလို့ရပါတယ်အဲ့တော့အခုလောဆယ်ကတော့ကျွန်တော်တို့ဒီမှာဒီကိုယ့်ရဲ့ကျွန်တော်တို့ရဲ့ application ကဗျာ AI ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ AI ကိုထည့်ဖို့လိုတယ်ကိုတိုင်း Gemini AI ကိုကျွန်တော်တို့ free API ကိုကျွန်တော်ဒီမှာလာထည့် key ကိုထည့်လို့လည်းရတယ်ဒါမှမဟုတ်ကိုကအဲ့ဒါမသိဘူးမလုပ်တော့ဘူးဆိုရင်ပြဿနာမရှိပါဘူးအပေါ်မှာ auto generated ဆိုတာလေးရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်ရုံပဲသူကနေသူကျွန်တော်တို့ auto ဒီ Gemini free API ကိုသူကနေသူ generate လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ system software မှာကျွန်တော်ထည့်ပြီးတော့ပါလိမ့်မယ်အဲ့တော့ခဏလောက်ကျွန်တော်တို့စောင့်ကြည့်လိုက်ကြအောင် Okay အဲ့တော့ဒီလိုမျိုးချိန်မှာတစ်ခါတလေကြာရင်ပေါ့နော်တစ်ခါတလေ sometime ပေါ့တစ်ခါတရံကျွန်တော်တို့ဖြစ်လိဖြစ်တာရှိတာတော့ဗာလဲဆိုတော့ error တက်တာပေါ့ error တက်ရင်တော့ဒီ Firebase Studio ကနည်းနည်း error ကို handle လုပ်တာတော့နည်းနည်း weak တယ်ပြောလို့ရရပေါ့နော်အဲ့ဒါကြောင့်မလို့ error တက်ခဲ့ရင်တော့ကျွန်တော်ရှင်းတဲ့နေရာမှာကျွန်တော် type ပတ်ပါလိမ့်မယ်error တက်ပြီဆိုတော့အစအနေပြန်ပြီးတော့လုပ်တာပိုကောင်းပါတယ်ကျွန်တော်ဒါ suggestion ပေးတာပါ error ကိုဒီမှာသူ့ရဲ့ပုံမှန်တိုင်း fix error ထိုင်းနေရင်မရပါဘူးမရဘူးများပါတယ် error ရှင်းတဲ့ဒီ algorithm သူ intelligent ကဒီ Gemini AI ကတိတ်ပြီးတော့ intelligent မကောင်းဘူးလို့ပြောမှာအဲ့တော့ထားပါတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီမှာတော့ကျွန်တော်ခုလုပ်ပြတာတော့ AI မှာerror မပါသွားဘူးပေါ့နော် error ပါရဆိုတော့ error နဲ့ပတ်သက်ပြီးတော့ရှင်းပြဘူးလို့ပထမတော့ okay အဲ့တော့ error မပါဘူးဆိုတော့ကျွန်တော်ရဲ့ဒီ software system ကဒီလောက်နဲ့ပဲကျွန်တော်ပြီးပါပြီအဲ့တော့ပြီးပါပြီဆိုတော့ကျွန်တော်ဒီဘက်မှာပေါ့နော်ဒါ UI ပေါ့နော်အဲ့တော့ UI နည်းနည်းလေးကျွန်တော်နည်းနည်းဟောလုပ်လိုက်မယ်ကြီးလိုက်မယ်ဟိုဘက်ကိုပြောင်းလိုက် okay အဲ့တော့ဒီဘက်မှာကျွန်တော်ဒီ okay ကျွန်တော်လုပ်လိုက်တယ် software တစ်ခုကကျွန်တော်ဒီမှာရေးပြီးသားပါပြီအဲ့တော့ဘာထူးခြားနေလဲဆိုတော့ကျွန်တော်ကတော့ဒီမှာကျွန်တော်ဘာကာပုံလေးကျွန်တော်ထောင်းထားရပါတော့ဘာကာပုံလေးကိုကျွန်တော် click to upload လုပ်လိုက်ရမယ်ပေါ့နော် okay အဲ့တော့ click to upload လုပ်လိုက်ပြီဆိုတော့ကျွန်တော်ဒီဘာကာပုံလေးကဒီမှာ display သွားပြီပြီးတော့ detail ingredient ဆိုနှိပ်လိုက်မယ်အဲ့ဒါကိုကျွန်တော် AI ကနေပြီးတော့ကျွန်တော်တို့နောက်ထည့်လိုက်တယ် Gemini AI ကနေပြီးတော့ကျွန်တော်တို့ဒါလုပ်ပြီးသားရပေါ့နော်အဲ့တော့ဘာတွေပါလဲဆိုတော့ဒီမှာbam ပါတယ် beef လို့ပြောအမဲသားဟိုပါတယ်ပြီး cheese ပါတယ်ပေါ့နော်ပြီးတော့ bye bye ပေါ့ tomato ပါတယ် candy ပါတယ်ဆိုပြီးတော့ပေါ်လာပြီပြီးရင်ကျွန်တော် generate recipe ကိုနှိပ်လိုက်ရုံပဲအောက်မှာကျွန်တော်တို့ရဲ့ recipe အနေနဲ့ထွက်လာတာကိုကျွန်တော်တွေ့ရလိမ့်မယ်အဲ့တော့ okay တော်တော်လေးမိုက်ရပေါ့နော်ဒါလုံးဝကျွန်တော်ကိုယ်တိုင်ရေးမှဆိုတော်တော်လေးချိန်ပေးပြီးရေးရမယ်system တစ်ခုဗျာပြန်လာအဲ့လို system တစ်ခုကျွန်တော်အနေနဲ့ဒါလုံးဝဟို cloud လေးနှိပ်ပြီးတော့ပဲပေါ့နော်prompt လေးနဲ့ cloud လေးနဲ့ပဲနှိပ်ပြီးတော့ကျွန်တော်တို့ဒါဘယ်လောက်ပဲနှိပ်လိုက်ရတော့ cloud ဆိုရင်ဘယ်လောက်တော့ပထမဆုံးကျွန်တော် product this type ကိုနှိပ်တယ်ပြီးတော့နောက်တစ်ခေါက်လေးကျွန်တော်တို့ product this type ကိုနှိပ်တယ်နှစ်ခေါက်ပြီးတော့3-4ခေါက်လောက်ပေါ့နော် cloud 3ချက်4ချက်လောက်နဲ့ကျွန်တော်ဒီမှာ software တစ်ခုကိုကျွန်တော်တို့ကိုယ်တိုင် create လုပ်လို့ရတယ်ဆိုတော့မြင်နေအောင်ဖြစ်ပါတယ်အဲ့တော့အားလုံးပဲစမ်းလုပ်ကြည့်ကြပါစမ်းလုပ်ကြည့်မယ်ဆိုရင်လည်းအဲ့ဒါမတက်ဖို့ပြောလိုက်ပါနဲ့အကယ်၍အဲ့ဒါတက်ခဲ့ဆိုတော့ကျွန်တော်ပြောသလိုဒီ Firebase Studio ကိုနှိပ်ပြီးတော့အစပြန်သွားပါတော့အစပြန်သွားပြန်လုပ်တာပိုကောင်းပါတယ်ဒီကနေသူ auto fix error ဖြည့်ရှင်းတဲ့ဥစ္စာကြီးကတိတ်ပြီး intelligent ကောင်းမနေဘူးပေါ့နော်ကျွန်တော်လုပ်ကြည့်ရတော့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် Google Drive လုံးဝမိုက်တဲ့ system တစ်ခုကိုဒါမိနစ်ပိုင်းအတွင်းဘယ်နှမိနစ်လောက်ကြာ5မိနစ်6မိနစ်လောက်ကြာမယ်အဲ့တော့အလောက်နဲ့ကျွန်တော်လုပ်နိုင်တယ်ဆိုတော့တော်တော်လေးမိုက်ပါတယ်โอเคပါအဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဒီတခြားဟွာလေးလေးကျွန်တော်ထည့်လို့ရပါတယ်ဆန်းထည့်ကြတခြားကျွန်တော်ထည့်ပြပြီးသားဟုတ်ပြီးသားလေးကျွန်တော်တစ်ချက်လောက်တာယူလိုက်အဲ့တော့ပြီးသားလေးရောတော့ပြီးအိုင်ပေါ့တော့ရောနာမည်ရှိနေညောပြီးအိုင်ပြီးသားရေးပြပြီးသားကိုရေးလိုက်မယ်ပန်ပါဟုတ်ပါโอเคတော့ပြီးသားကိုရေးလိုက်မယ်ရေးပြီးသားလို့ရှိရင်ကျွန်တော်ဒီမှာဒီတက် ingredient နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် pizza နဲ့ပတ်သက်တဲ့ကျွန်တော်ဟွာလေးပေါ်လာပြီပေါ့ပြီးရင် generate recipe ကိုနှိပ်လိုက်ရင် okay done မိုက်ပါတယ်တော်တော်မိုက်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲခေါ်လာပါအားလုံးပဲဆက်လုပ်ကြည့်လို့အဲ့ဒါမတက်ဘူးလို့ပြောလိုက်ပါနဲ့โอเคပါ